ရေများမြင့်တက်လျက်ရှိပြီးမနေရဤဆက်ချစ်ဘက်ဖြစ်သောကမ္ဘာ၏အခြားတစ်ဖက်ရှိဖောက်ထုတ်နေရာတွင်ရေများသည်တည်နေအေးရှားအရာလာဆွဲရာဘက်သို့ကမ္ဘာမြေတူးနှင့်မလိုက်ပါဘဲစုပုံရေးချက်ရှိခဲ့ခြင်းဖြစ်သည်ထိုကဲ့သို့ဆန့်ကျင်ဘက်ဖောက်ထုတ်နေရာတွင်လည်းဒီရေများမြင့်တက်လျက်ရှိသည်မောင်းနှင့်ဖောက်ထုတ်နေရာများတွင်ထိုကဲ့သို့ရေထုများမြင့်တက်နေပြီးကြံဒေသများတွင်ရေထုများလျော့နည်းခြင်းကြောင့်ကာကြီးနှင့်ခခွင်နေရာများတွင်ရေကျဖြစ်နေသည် နောက်တစ်ခါသမုဒ္ဒရာရေကြီးကြောင်းများရေစီးကြောင်းလည်းဝင်ရောစပတ်မှစီလာသောရေစီးကြောင်းဟူ၍နှစ်မျိုးရှိသည်အီကွေတာအနီးတစ်ဝိုက်တွင်အီကွေတာလေဖိအားနှင့်ရပ်ဝန်းသို့ဦးတည်တိုက်ခတ်နေသောကုန်သည်လေများကြောင့်အရှေ့မှအနောက်သို့စီးသောရေစီးကြောင်းများဖြစ်ပေါ်လာသည်၎င်းကိုပစိဖိတ်နှင့်အတ္တလန္တိတ်သမုဒ္ဒရာထဲတွင်တွေ့ရသည်အနောက်လေရပ်ဝန်းတွင်အနောက်မှအရှေ့သို့စီးဆင်းသောရေစီးကြောင်းများကိုတွေ့ရသည်ကမ္ဘာလေခြင်းကြောင့်ကမ္ဘာလေကြောင်းကြီးများတိမ်ဆောက်တိုက်ခတ်တဲ့ကဲ့သို့သမုဒ္ဒရာရေစီးကြောင်းများမှာလည်းကွေ့ဝါ၍စီးဆင်းသည်ထိုကြောင့်ကမ္ဘာမြောက်ခြမ်းတွင်သမုဒ္ဒရာရေစီးကြောင်းများသည်နာရီလက်သက်နှင့်သည့်အတိုင်းလက်ရဘက်သို့စီးဆင်းပြီးကမ္ဘာတောင်ဘက်ခြမ်းရှိသမုဒ္ဒရာရေများသည်နာရီလက်သက်ဆန့်ကျင်ဘက်နိုင်လေယာဆန့်ကျင်ဘက်လက်ဝဲဘက်သို့ကွေ့ဝိုက်စီးဆင်းသည်တိုက်ကြီးများ၏ပုံသဏ္ဍာန်နှင့်ကပ်ရိုးတဲ့အနေအထားကလည်းသမုဒ္ဒရာရေစီးကြောင်းများ၏လမ်းကြောင်းကိုပြုပြင်ပေးသည်သမုဒ္ဒရာရေစီးကြောင်းများကကပ်၍စီးသောကမ်းခြေဒေသ၏ရာသီဥတုကိုပြုပြင်ပေးသည်မြောက်အတ္တလန္တိတ်ရေတွင်းစီးကြောင်းကြောင့်ဥရောပအနောက်ဘက်ကမ်းခြေဒေသနှင့်မြင့်ပိုင်းလက်တီကျူများတွင်ရေမခဲဘဲသင်္ဘောဆိပ်များကိုတစ်နှစ်ပတ်လုံးအသုံးပြုနိုင်သည်ရေစီးကြောင်းများက၎င်းကိုကပ်၍စီးသောကမ်းခြေဒေသ၏အပူချိန်ကိုသာမကရာသီဥတုအင်္ဂါရပ်များကိုပါပြုပြင်ပေးသည်ရေစီးကြောင်းနှင့်ရေနွေးစီးကြောင်းဆုံရာဒေသတွင်မြူတူများဖြစ်တတ်သည်ရေစီးကြောင်းနှင့်ရေနွေးစီးကြောင်းဆုံရာဒေသတွင်ငါးစပင်များပေါက်ရောက်ခြင်းကြောင့်ငါးမြောက်များရှိသည်ထို့ကြောင့်ကမ္ဘာငါးဖမ်းဒေသများကိုရေအေးနှင့်ရေနွေးစီးကြောင်းဆုံရာဒေသဖြစ်သောမြောက်အမေရိကအရှေ့မြောက်ကမ်းခြေဥရောပအနောက်မြောက်ကမ်းခြေနှင့်ဂျပန်ကျွန်းစုအနီးတစ်ဝိုက်တွင်တွေ့ရသည်ဒီလား no zero in the why there is no zero in the Roman numerals Number 3 which of the two kinds of that the Arabic numeral is easy to use because there is zero which is essential in calculating counting and calculation. Okay, number 4 the Hindu word for zero means empty or void. Okay, number 5 zero represents the boundary between negative and positive number in scale coordinate axis. Okay, next. The Hindu mathematician discovered zero in 6th century. Okay, now the code. The other English word for zero is cipher. Okay. We use zero today in counting, calculation, and in declaring the scores of a game, in numbering, counting, giving scores, measuring, etc. Okay, Hobby. Yeah. The Arabic numerals are easy to use because there is zeros, which is essential in calculating
what is essential in counting and calculating? Okay next နောက်တစ်ခုကကြတော့ what does the Hindu word for zero mean ချိုတန်ချိုတန်မရောက်ပါ ချက်ရက်နေရဟုတ်မီးဖြတ်သွားရဖြစ်နေမယ် သူတို့ inverter ထောင်းသွားတာဖြစ်လိမ့်မယ်အဲ့ဆို limit ဆိုကြည့်ဟမ် Okay. The Hindu word for zero, the Hindu word for zero means empty or void. Okay ဟုတ်ပြီ number 4 ထပ်ဆိုရင် number 4 ပြီး 5 5 what does zero represent on scale and coordinate axis Zero represent the boundary between the negative and positive numerals in scales. Coordinate x-axis. numerous မဟုတ်ဘူးเนาะဒါလေးအဲ့ဒီမှာ numbers နဲ့ပဲသွားမယ်เนาะ numbers in scale Numbers in scale coordinate x-axis. X-axis. axis နောက် နောက်တစ်ခု number 6 က when did the mathematician discover zero the Hindu mathematician discovered zero in the 5th century. Okay next နောက်တစ်ခု what is the other English word for zero The other English word for zero is cyber. okay good number 8 နောက်ဆုံး how do we use zero today Okay. We use zero today in counting, calculating, and in declaring the scenes in the game or of declaring the scores of a game declaring the scores of a game, in numbering, counting, giving scores, and measuring, etc. okay very good ဟုတ်ပြီ No. အဲ့ဆိုရင်သူတန်လာမှတခြားချင်းဆက်ပြီးတော့မေးလိုက်မယ်เนาะ No. 5လည်းရတယ်4လည်းရတယ်တူတူပဲ okay မှန်တယ် okay ဒါဆိုလို့ရှိရင်okay အဲ့ဆိုလို့ရှိရင်ဆက်ပါ v ရဲ့ h ရဲ့ရh ရဲ့ y ရဲ့ရပြီ v နော် h ရပြီ v နော် y ရပြီပြီးရင် vh ရမယ် vy ရှာရမယ်ဟုတ်လားအဲ့တော့ vh ရဲ့အဖြစ်ပြောကြည့်ပါအောင်ဘယ်လောက်ရလဲ အောက်ကဒီလိုမျိုးရမယ်ဆိုလို့မတတ်ဘူး တန်မတော်ရသေးဘူးเนาะ okay ဟုတ်ပြီအဲ့ဒီမှာလေးတစ်ချက်ပြောဦးမယ်မိမိခုနစာပိုက်မှာလေဒီချက်တို့ဒီ 1.2 circular motion ရဲ့အောက်မှာဘာနဲ့တူတယ်လို့ဆိုပြီးတော့အဲ့ဒီမှာတစ်ချက်တို့ပါတယ်လေ v နော် h နဲ့ဘာနဲ့တူလဲသိရမှာက vh နဲ့ v နော် h နဲ့တစ်ချက်ကအတူတူပါပဲအဲ့တော့ vh ရလို့ရှိရင် v နော် h ရတာနဲ့အတူတူပဲ v နော် h ကိုတီးတန့်ထပ်ပြီးတော့ရှာကြတဲ့ချက်မလို့ vh ကိုတီးတန့်ထပ်ရှာစရာမလိုဘူးတစ်ချက်တို့ဒီအဲ့တော့ v နော် h ကတစ်ချက်တော့ဟိုမှာဘယ်လောက်ရခဲ့လဲဆိုတော့ 99.98 မီတာပါစက္ကန့်ရခဲ့တာဖြစ်တဲ့အတွက်ကြောင့်တစ်ချက်တို့က v နော် h ရရင် vh ရတယ်ဆိုတော့ vh ကိုတီးတန့်ရှာစရာမလိုဒါပေမဲ့ vy ကိုတစ်ချက်တို့ကရှာရမှာဆိုတော့ vy ရဲ့ပုံသေးနည်းရချက်ပါလေ v နော် y plus AYD ဟုတ်လား AYD ဆိုလို့ရှိရင်ဒီချက်တို့ကအဲ့ဒီမှာခုနလိုမျိုးပဲဒီချက်တို့ V not y minus AY နေရာမှာ G ကိုအစားသွင်းလိုက်ချက်ပါ AY နဲ့ G နဲ့ချက်တို့တူတူပဲလို့ပြောတယ်လေအဲ့တော့ချက်တို့က minus GT အစားသွင်းပြီးတော့အဲ့ဒီတော့မှ V not y နေရာမှာအစားသွင်း G နေရာမှာအစားသွင်း T နေရာမှာအစားသွင်းပြီးဒီချက်တို့နှုတ်လိုက်မယ်ဆိုရင်ချက်တို့လိုချင်တဲ့ VY ဆိုပြီးတော့ရလာလိမ့်မယ် Okay လားရမယ်နော်မပါရမယ်နော်ဟုတ်ပြီအဲ့ဒါပြီးရင်ချက်နောက်ဆုံးလိုချင်တဲ့ချက် VH လည်းရပြီ VY လည်းရပြီဆိုတော့ချက်နောက်ဆုံးလိုချင်တဲ့ V တန်မှုကိုချက်ရှာလို့ရပြီ V တန်မှုကိုလိုချင်ချက် square root of ဘာလဲ a square plus ဘာ square လဲ y square ရမလားဟုတ်ရမယ်နော် Okay အဲ့ဒါပြီးလို့ရှိရင်ဒီချက်ကိုဒီမှာရလာတဲ့အဖြေရပြီဆိုရင်ဒီချက်ကိုတစ်ချက်ပြောပြီးနော်နော်ဘယ်လောက်ရလဲတစ်ချက်ပြောပြီးเนาะပြီးလို့ရှိရင် channel ဒီလိုဖြေတိုင်းမယ်အဲ့မှာခဏလေးမိမိရရင်ရက်ထားပြီးပုတ်စာတွေကမပြီးသေးဘူးတီတာတန်မိုးထပ်ပြီးရှာပြရမယ်အဲ့မှာမိမိပုတ်စာမှာကြည့်လိုက်ချက်ပို့ထားတဲ့အထဲမှာလေ
v equal to square root of vh square plus vy square ပြရတယ်ဆိုတာမဟုတ် tan equal to tan inverse vy မှာကျတော့ဘာကြီးလဲ EH vh ကိုထပ်ရှာပြရအောင်မယ်အဲ့ဒီမှာချက်ပြမယ်တကယ်လို့ရှာမယ်ဆိုလဲဆရာတို့တန်းရှာလို့ရပါတော့ပုံသင်နည်းက theta equal to ဆရာတို့က original ပုံသင်နည်းက tan inverse vy by vh ဟုတ်လားနော်ပြီးလို့ရှိရင်ဒီချက်တို့ဒီနောက်တစ်ခုကကျတော့ tan tan inverse theta equal to tan inverse vy နေရာမှာမလုပ်ပြရမလဲအစားသွင်းပေးမယ် vh နေရာမှာအစားသွင်းပေးမယ် tan inverse ဆိုရင် calculator ခောက်တတ်တယ်ဟုတ်မှာပါshift နဲ့ tan နဲ့တွဲနှိပ်လိုက်လေရမလား ဟုတ် ဒီမှာပြပေးရမလားဒီချက်ပြပေးရမလား sequence share မှာ ရရ ရရနော် okay ဟုတ်ပြီအဲ့ဒါဆိုရင်ပိုင်က v ရပြီဆိုရင် theta တန်မှုတန်းရှာလို့ရပြီဟုတ်လားနော်အဲ့တော့အဲ့ဒီပုံစံမှာကျတော့မှတ်ထားမှာကသူကဒီချက်ကြီး v ပဲရှာခိုင်းနေလေဒါပေမဲ့ကျတော့ theta ပါထပ်ပြီးတော့သူ့ရဲ့ပုံတင်ကြီးရတယ် theta ပါထပ်ပြီးပြန်ရှာပေးရမယ်နော်မှာပါရမလားရမလား ဟုတ် ရမယ်နော်